Mingalaba, everybody, welcome and follow the list. ကဗျာ ဥယျာဉ်မူမဲထွေးပါကိုပြုံးဥယျာဉ်လေးကိုပြုံးမဲထွေးပဲခါပြုံးမိုးတောင်းနေဝင်ပြုံးမဲထွေးဘလို့ပြုံးရေကြီးလောင်းလို့ပြုံးမဲထွေးပါလို့ပြုံးအားလုံးပဲမို့ဥယျာဉ်ပြုံးအများကောင်းကျိုးကိုကောင်းပြုံးရွတ်ဆိုရန်ကဗျာ ပြတက်ကလို့တကားအချိုးတယောက်စကားတယောက်နာမမခါရအောင်တတိဆောင်၍မောင်းလို့ဆိုလေးပြတက်ခါသို့ချိုးလာစီ သင်ငန်းစာ9သင်ငန်းစာ9တွင်အာရေနောက်ပြည့်အာရေနောက်ပြည့်အောက်ကမြင့်အာရေနောက်ပြည့်အောက်ကမြင့်ကဲ့သို့အာရေရပ်ပလက်သက်အောက်ကမြင့်ကိုကဲ့သို့သုံးနိုင်ပါတယ်အာရေရပ်ပလက်သက်အဲခဲငဲဆဲနေဘဲမဲရဲဝဲလေးကျင့်ရန် ဖယဲသည်တဲ့ဘဲကလေးလူငယ်တရဲရှေခဲဘဲဦးရဲသာကဲဆဲစကားဝဲခဝဲသည်လက်သမပလဲပတီကဲရဲနီရဲတဲမဲဖတ်စာ9မှာတော့နောက်ပြည့်ရပ်ပလက်သက်နှင့်ရပ်ပလက်သက်အောက်ကမြင့်နောက်ပြည့်အောက်ကမြင့်များကိုအဓိကသုံးစွဲပြီးသင်ပြထားပါတယ်ဘယ်ကလာတဲ့လေဘယ်နေကလေအလေကလူစကားနေဤခလေးငယ်ဖာစားခဲ့တဲ့အမေသားငါစားရဲ့လာကလေးပဲစားပါသူတီနုနယ်ဤလဲနေသူထူပေးပါအားငယ်သူအပေးပါအတူတူတဲယူပါလေသမားလူငယ်စပားနေနေသည်မမစပားတဲ့ဤမေစားတရားဝဲလာသည်ဖရဲသည်ပါတလားရွတ်ဆိုရန်ကဗျာမင်္ဂလာကဗျာတဲ့လူမိုက်ဆိုလေးလျှောက်သွေးလွယ်လို့မမီဝဲနဲ့ကင်းအောင်နေပညာရှိကိုအရှိတွဲလို့မိဝဲစည်းကပ်နေယူစေသုံးပါးရန်နာမိပါများနဲ့ဆရာသမားကိုပူစော်လေးချမ်းသာကိုပေးဆက်ဆံရေးမျောတွေးတုံချက်ပေးဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေသင်ငန်းစာ6သွေထိုးအရေးချသွေထိုးအရေးချအောက်ကမြင့်သွေထိုးအရေးချရှေ့ထိုးသွေထိုးနှင့်ရေးချအသုံးပြုပုံသွေထိုးရေးချအောက်ကမြင့်သွေထိုးရေးချရှေ့ထိုးအသုံးပြုပုံများကိုဖော်ပြထားပါတယ်ရေးချအသုံးပြုရာတွင်ရိုးရေးချနှင့်မောက်ချနှစ်မျိုးကွဲပြားခြားနားစွာအသုံးပြုပုံကိုအသေးအချာမှတ်ထားစေလိုပါတယ်ထို့အပြင်ကရအခရာများထဲမှအခရာသွေထိုးအခရာရေးချရှေ့ထိုးဟူ၍အသုံးပြုပုံကိုလည်းရေးပြထားပါတယ်ကောခေါဇောတောပေါဖောမောယောလေးကျင့်ရန်ရှေဘောမောတောကာတောဩဇာတိတေယောကောဇောလူတော်ဩသောကစာဇတောဘေသောတရားဟောပောပါမောထာလေတော်ဖ
ဖတ်စာ6တွင်သင်ခန်းစာ6မှပါဝင်သောစကားလုံးများ၏အသုံးအနှုန်းများကိုဖော်ပြထားပါသည် စီမီဘူးစောပါဆရာတော်တရားဟောဤဒေါသမထာယသာဓုခေါ်ပါဇာနီရဲ့ဘောလူတော်လူမောအဖော်ရဤတော်ပါပေတိဇောကာကနေတိခါကောထပါရေရေမောဘောဘောပါပါတော်တော်မောသလာတော်တော်ဘေကလာတယ်လေစောစောလာတယ်လာအဖောကောလာတိဩဇာတိပါဤသင်ခန်းစာ9သင်ခန်းစာ9တွင်အာရေနတ်သက်အံအာရေနတ်သက်အောက်ကမြင်အံအာရေနတ်သက်ဝတ်ဆနှလုံးပေါက်အံနာသက်အတန်ထွက်နာသက်အောက်ကမြင်အတန်ထွက်နာသက်ဝတ်ဆနှလုံးပေါက်အတန်ထွက်များကိုသိစေလိုပါတယ်ထို့အပြင်အာရေမတ်သက်အံအာရေမတ်သက်အောက်ကမြင်အံအာရေမတ်သက်ဝတ်ဆနှလုံးပေါက်အံမသက်အတန်ထွက်မသက်အောက်ကမြင်အတန်ထွက်မသက်ဝတ်ဆနှလုံးပေါက်အတန်ထွက်များကိုလည်းဖော်ပြထားပါတယ်ထို့အပြင်အာရေတသေးတင်အံအာရေတသေးတင်အောက်ကမြင်အံတသေးတင်နှင့်တသေးတင်အောက်ကမြင်အတန်ထွက်များကိုလည်းဖော်ပြထားပါတယ်ညံညကန်ကန်ကန်ခန့်ခန့်ခန့်ငန်ငန်ငန်နန်နန်နန်ပန်ပန်ပန်ကန်ကန်ကန်ခန့်ခန့်ခန့်လန်လန်လန်လေးကျင့်ရန်ခြေကန်ခဲတန်းအလန်ကန်ကောပန်လန်တူတန်းပကန်ရှေနန်းထန်းဒီတန်တမာမစူညံဝါထယံစေတံခယံဒီအံ့ဩဖတ်စာ9တွင်သင်ခန်းစာ9မှာဖော်ပြထားသည့်နတ်သက်အသုံးပြုပုံမသက်အသုံးပြုပုံတသေးတင်အောက်ကမြင်အသုံးပြုပုံများကိုသိစေရန်ဖော်ပြထားပါတယ်ဘယ်အတန်းကလည်းသူငယ်တန်းကပါခဲတန်းပါသလားအခန်းလေးကယူခဲ့ပါဦးလေးပါထမ်းလာတယ်လေဘူးဒီခဲမိပါဤတော်လန်းလာခဲ့သည်မမောပန်ပါငါမဖန်ရပန်းမခုရရေကအနီမစောရစီကံလေးစားပါလန်တော်တလူတေးတန်သားရဒီတိုင်း၍လာနေဒီအခန်းအနာစားတော့မိရွတ်ဆိုရန်ကြပြစပယ်ပွင့်ကလေးများစပယ်ပွင့်လေးကောင်းပေါ်တင်အဲ့ဒါတိတ်တိတ်တင်စပယ်နှစ်ပွင့်ရှိမှရောက်ဝတ်စာနှလုံးပေါက်အောင်နာစီကတပွင့်ဟာအောက်ကမြင်လေးပါတိတိချာချာမှတ်လို့ထောင်ပေါင်းနေမှာမင်းများရွတ်ဆိုရန်ကြပြစံသစ္စာလာကလေးဟာအဲ့ဒါရေးချပါကြောင်းမြန်တဲ့ကဝတ်ဆန်ထိုးအဲ့ဒါတဝေထိုးရေအိုးကလေးရွက်လာရင်အဲ့ဒါလုံးကြီးတင်လုံးကြီးတွေမှာမျက်စက်ခတ်လုံးကြီးတင်ဆန်ခတ်သူ့နာမည်ဘယ်သူလဲအာနာရှင်ကြီးကိုတိုက်ပွဲဝင်ရင်အာနာရှင်လေးကအုပ်စုဖွဲ့လုပ်ကြံလိုက်တဲ့1988ကျောင်းသားကိုထိနိုင်လို့ခေါ်ပါတယ်သူ့ကိုကြည့်ပြီးနမူနာယူကြဒေါသမကြီးရလောဘမကြီးရအာနာရှင်ဆိုအားမပေးရအနာမမနေရ